လီယိုမက်ဆီရဲ့အကောင်းဆုံးရာသီဘောလုံးပရိသတ်တွေအနေနဲ့လီယိုမက်ဆီဆိုတဲ့နာမည်ကိုကြားတာနဲ့တင်အချိန်မှမြင့်တွဲနိုင်အောင်အံ့အားသင့်ခဲ့ရတဲ့သူ့ရဲ့ခြေစွမ်းတွေမော်ဆန်တဲ့ကစားဟန်တွေကိုပြင်းပြင်းမိကြလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့မှာတော့မက်ဆီရဲ့အကောင်းဆုံးရာသီလို့ပြောလို့ရတဲ့2011-2012ရာသီအကြောင်းကိုပြောပြပေးချင်ပါတယ်2011-2012ရာသီဟာမက်ဆီအတွက်ဂိုးသွင်းစံချိန်တွေတင်နိုင်ခဲ့တဲ့ရာသီတစ်ခုပါဒီရာသီတွင်ဂိုးပေါင်း83ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးဒီနှစ်တာအတွင်းကမ္ဘာစံချိန်အသစ်ကိုရေးထိုးနိုင်ခဲ့ပါတယ်ဒီနေရာမှာ83ဂိုးဆိုတာဘာစီလိုနာအသင်းအတွက်ကိုပဲဆိုလိုတာပါနိုင်ငံအသင်းမှာထက်တွက်မယ်ဆိုရင်90ဂိုးအထိရှိခဲ့ပါတယ်ဒါဘောလုံးသမိုင်းမှာဘယ်ကစားသမားမှမလုပ်နိုင်သေးတဲ့မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်ချန်ပီယံလိဂ်မှာ14ဂိုးသွင်းယူနိုင်ခဲ့တယ်လို့လာလီဂါမှာလည်းဂိုး90အထိသွင်းယူပြီးစံချိန်တင်နိုင်ခဲ့ပါတယ်ဒီနေ့အဖြစ်ပြောရရင်လာလီဂါတစ်ခုလုံးမှာမက်ဆီတယောက်တည်းတင်ဂိုး90သွင်းယူနိုင်ခဲ့တာပါဒါပြင်ဥရောပရွှေဖနက်ဆုကိုဆွတ်ခူးနိုင်ခဲ့တယ်လို့ဘာလုံတော်ဆုကိုစတုတ္ထအကြိမ်မြောက်ရရှိခဲ့တဲ့ရာသီလည်းဖြစ်ပါတယ်အဲ့ဒီရာသီကမက်ဆီရဲ့ဂိုးသွင်းနှုန်းကိုပြင်းပြအနေနဲ့တွက်ကြည့်မယ်ဆိုရင်တပွဲကို1.21ဂိုးနှုန်းအထိသွင်းယူနိုင်ခဲ့တာပါဒါဘောလုံးသမိုင်းမှာနောက်ထပ်ရှိလာနိုင်ဖို့အင်ပဒန်ခက်ခဲတဲ့စံနှုန်းတစ်ခုပါသူရဲ့ပြိုင်ဘက်တွေကတော့မက်ဆီရဲ့ဒီစံချိန်ကိုလေးစားအတူယူရလောက်တဲ့အထိပါပဲမက်ဆီဟာအဲ့ဒီရာသီမှာသူ့ရဲ့ထူးခြားတဲ့အလိမ်ခေါက်စွမ်းရည်တွေပြိုင်ဘက်တွေကိုလှည့်စားနိုင်တဲ့ခြေစွမ်းတွေနဲ့ပရိသတ်တွေကိုဖန်ဆားနိုင်ခဲ့ပါတယ်ကိုသွင်းရမှာလဲဘယ်လိုနည်းလမ်းနဲ့မဆိုသွင်းယူနိုင်တဲ့အထိကိုကောင်းခဲ့တာပါသူရဲ့ဘဲချေကန်ချက်တွေခေါင်းတိုက်ဂိုးတွေပနဒီကန်ချက်တွေဟာပြိုင်ဘက်ကိုသမားတွေအတွက်တော့အိမ်မက်ဆိုးတစ်ခုလိုပါပဲအဲဒါကြောင့်ပဲ2011-2012ရာသီကိုလီယိုမက်ဆီရဲ့အကောင်းဆုံးရာသီလို့ပြောရခြင်းဖြစ်ပါတယ်ဒီလိုစံချိန်တွေနဲ့အပြည့်နဲ့နေခဲ့တဲ့2011-2012ရာသီဟာမက်ဆီတွေရောဘောလုံးလောကအတွက်ပါဘယ်တော့မှပြန်မရနိုင်တော့မဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်